အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကစွန်းဦးလုံးကျော်လေးကိုတူတူလှုပ်ရှားကြည့်အောင်နော်အစာပြေအဖြစ်လဲစားလို့ရတယ်လို့ဖိုက်ဝပြီးတော့အန်ဒီကင်းနာမို့ကလေးလေးတွေကိုလည်းလှုပ်ကျွေးလို့ရတယ်နော်အရင်ဦးဆုံးကစွန်းဦးကိုပြုတ်ထားလိုက်ပါမယ်ဤလာပြီဆိုရင်တော့အခွန်လေးတွေကိုခွာပြီးနှင်လိုက်ပါမယ်ရှင်ပကံလေးကတေးရမို့စလုံးလေးကိုပြောင်းထည့်ပြီးတော့နှင်လိုက်ပါတယ်ကစွန်းဦးဤလေးတွေကိုခြေပြီးတော့ကောင်းညင်းမုံမဟုတ်ရင်ပြီးတော့ပြညံမုံလေးကိုထည့်ပေးလိုက်ပါမယ်ရှင်နှမျိုးတွေကတစ်မျိုးကျန်တဲ့ရသုံးနိုင်ပါတယ်အရသာအတွက်စားနှင်းငယ်နဲ့တခြားတစုံကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့အရသာတွေနဲ့တစုံဥတွေနဲ့ကိုအားလုံးသမအောင်နှင်ပေးလိုက်ပါမယ်ရှင်အားလုံးကိုနှင်ပြီးသမသွားပြီဆိုရင်တော့အလုံးလေးတွေပဲဖြစ်ဖြစ်ကိုနင်းသက်တဲ့လိုပုံလေးတွေပဲဖြစ်ဖြစ်ပုံဖော်လို့ရပါတယ်ရှင်ဒီနေ့ကတော့ပုံစံလေးနှမျိုးပုံဖော်ကြည့်ပြီးတော့ကြော်လိုက်ပါတယ်တကြားရဲ့ကစုံဥရဲ့ကမီတူတက်တာမို့လို့တတိထားပြီးတော့မွေပေးရပါမယ်ရှင်စက်တိုက်ကလေးတာလေးရလေးမွေပြီးဆိုရင်တော့အရောင်လေးရဲလာရင်ရပါပြီပုံဖော်ထားတဲ့ကစုံလုံးလေးတွေကိုလည်းထည့်ပြီးတော့ကြော်လိုက်ပါတယ်ကစုံလုံးအောက်ဖက်လေးတွေကျက်လာပြီဆိုရင်တော့ဇွန်းလေးနဲ့အသားရလေးလန်ပေးလိုက်ပါမယ်ရှင်အရင်ကြီးဇွန်းနဲ့မွေလိုက်ရင်လည်းပုံပြတ်သွားတတ်လို့ပါပြီးရင်တော့စီထဲမှာစက်တိုက်လိုပဲဒီပဲလိမ့်ပြီးတော့မွေပေးလိုက်ပါမယ်ရှင်အရောင်လေးရဲလာပြီးရွှေအရောင်လေးတန်းလာပြီးဆိုရင်တော့ရပါပြီရှင်အရသာရှိတဲ့ကစုံလုံးကြော်လေးကိုအိမ်မှာလှုပ်ရှားကြည့်နော်ခလေးပေါက်စားလေးတွေလည်းကြိုက်တယ်လို့လူကြီးတွေလည်းကြိုက်ပါတယ်စားရတာလည်းအန်ဒီကင်းပြီးတော့တံပိုးကလည်းမများတဲ့မုံလေးမို့အိမ်မှာလုပ်ကြည့်ကြအောင်နော်ကလေးတွေမုံခဏခဏတောင်းနေရဆိုရင်ဒီလိုမုံလေးကိုလုပ်ကြည့်ကြည့်နော်တံပိုးနဲ့ပြီးတအိမ်လုံးအဝစားလို့ရပါတယ်ရှင်